ပရိသတ်လည်းမကြားဘူးတဲ့တခြင်းမင်းတို့ဆိုင်သမားတွေလည်းမကြားဘူးတဲ့တခြင်းငါဆိုပြမယ်ပရိသတ်လည်းမကြားဘူးတဲ့တခြင်းကျွန်တော်လည်းမကြားဘူးတဲ့တခြင်းအကုန်မကြားဘူးတဲ့တခြင်းငါဆိုပြမယ်သိကြလားမင်းလိုက်တာတီးနိုင်တယ်လားပဲမင်းစေးစားမှာမင်းသားလှုပ်ရှားမှာနေကြီးနော်နေကြီးမြို့ပြလုံးဘာတခြင်းပါလေမြို့ပြလုံးပြောလေပဲအမှန်တကယ်တမ်းတော့တွန်းနေကြီးတစ်ခုလိုပါပဲကွယ်မနည်းနည်းကြားဘူးနေတယ်လို့ငါကိုယ်တိုင်မသိကြနဲ့ဘယ်လိုများလဲဟဲဟဲဟဲမုတ်ဆိုးဖြစ်လိုက်တောင်းဖြစ်လိုက်ကွယ်ပဋိတအာခမရတို့ကျုပ်တို့ပူဇော်စေလူသားတွေနေထိုင်နေတာဟောတာကြီးကိုမြို့ပြကြီးလို့ထင်နေပေမဲ့တကယ်တမ်းကျတော့ဒါကကိလေသာအမောင်နဲ့ဖုံးလွှမ်းနေတဲ့တောအုပ်ကြီးတောနဲ့ကြီးပါထားကြောင်လေကျွန်တော်ကမြို့ပြလုံးပြောလေပဲအမှန်တကယ်တမ်းတော့တောနဲ့ကြီးတစ်ခုလိုပါပဲကွယ်ငါကိုယ်တိုင်မသိကြတဲ့ဘယ်လိုများလဲဟဲဟဲဟဲမုတ်ဆိုးဖြစ်လိုက်တောင်းဖြစ်လိုက်ဝဲဘယ်နာတော့မဲတဲ့တလုံးနဲ့ချသွားတာဟမ်မင်းသားမောနေမှာဆိုလို့ရှိမှာမင်းသားဦးလေးနဲ့ကျွန်တော်နဲ့မင်းသားဦးလေးနဲ့ကျွန်တော်နဲ့တယောက်တစ်လုံးချလို့ရတယ်နော်မင်းသားအားပေးတဲ့ပရိသတ်ကများတယ်ဟုတ်တယ်နော်မင်းသားစိုးတော့မစိုးကျွန်တော်သဘောကျတယ်နေရီစည်းလေးစုံနိုင်တယ်ဒါပေမဲ့မင်းသားကျွန်တော်တခုတော့မေးချင်တာအမေမမေးဒီတချင်းကျွန်တော်ကြားဘူးနေတယ်လို့ပဲရင်းရင်းနီးနီးဖင်ကောင်းမစတားနဲ့ဟောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာထက်ခါလာနော်လို့နော်လက်စုကြည့်လဲကြွဆိုင်အောင်အဲ့ဒါလူတကာမင်းသားရဲ့မလီတိတယ်ငါတိတယ်မလီလာမမလာတို့ရောကောင်လေးအရေးတော့ဗန္နာရင်းနေတယ်နော်ငါဗန္နာရင်းကဲမင်းသားကဲကျွန်တော်မေးတာလေးဖြေပြအောင်မင်းသားရဲ့ဒီတချင်းနှဲကြီးကလည်းကြားဘူးလို့ကြားဘူးမင်းတို့မဟုတ်တာရှောင်းမပြောနဲ့ဟိုကျွန်တော်လည်းကြားဘူးနေတယ်အဲ့ဒါမင်းသားကျွန်တော်ကိုရှင်းပြအောင်ဒီတချင်းဘယ်သူဆိုတာလဲဒီချင်းဆိုတာမင်းမသိဘူးပေါ့မသိဘူးအလင်းကကျွန်းသွားဂီတဆန်ဆိုဘဘဦးလေးဖြူရဲ့အမဲလိုက်အကားတဲ့မင်းငါလို့ဘယ်မင်းသားဆိုတော့ငါလို့ကြိုက်အဲ့ဒါကြောင့်ကြားမှုရတယ်လုံနေတယ်စိုးတော့မစိုးမင်းသားဒီတချင်းကိုနေရီစည်းထဲမှာထည့်ဆိုသွားတာကျွန်တော်သဘောကျတယ်ဟဲ့မင်းသားနောက်ဆုံးတစ်ခုလေးပဲကျန်တော့တာဝလက်စည်းလေးကိုကျွန်တော်ပြိတ္တကိုအစိုးလေးရောအကာလေးရောမင်းသားဖြောပြပြီးဝလက်စည်းလေးအကလေးရောပါအကလေးရောရတယ်ဟဲ့မြို့ပြန်လဲပဲအမှန်တကယ်နဲ့တော့တော့နိုင်ဒီတစ်ခုလိုပါပဲဟေးအမေဟေးမင်းသားလေချင်းတက်နေတာငါကိုယ်တိုင်မသိကြတဲ့ဘယ်လိုများလဲမုတ်ဆိုးဖြစ်လိုက်ပါတော့ဖြစ်လိုက်ဟေးလာပြီဟောအကားလေးဟေးမင်းသားတစ်မျိုးလေးကြောင်းမယ်ဟောလာပြီဟေးဟောမင်းသားလေးသဘောကျလို့ပါတယ်အလူမလည်းလာပြီမင်းသားလေးအေးပြလာနေပြီမလီနိုဒီလူမန်းတင်ကအစိုးရတွေကကပါတယ်ကောင်းလေးမင်းသားကျူးစားတာကတရွာလုံးဘောစီတွေကျွေမင်းသားလာမမပူနဲ့လက်ခုပ်တီးရတီးနော်လက်ခုပ်တီးပြီးသူ့နေရာသူပြတ်ထားဆောင်းနေကြတော့အေးတယ်မင်းသားပရိသတ်ကလည်းမင်းသားအစိုးရကောင်အားလုံးသဘောကျနေတာမင်းသားနောက်ဆုံးလေးကသွားတဲ့အကားလေးအဲ့ဒါလေးမင်းသားတစ်ခေါက်လောက်ပြန်ကမလားဒါလေးတစ်ခေါက်လောက်ရပါတယ်ရလားမင်းသားမင်းသားအားရှိပါရှိတာကပရိသတ်ကစွချမှာမင်းသားမပူနဲ့ဒီတိုင်းလေးပဲဒီတစ်ချင်းလေးကိုအစိုးလေးနဲ့အကားလေးနဲ့မင်းသားအစိုးလေးနဲ့ကပြန်โอเคဟေးမြို့ပြန်လို့ပြန်လဲပဲအမှန်တကယ်တမ်းတော့တွန်းတဲ့ကြည့်တစ်ခုလိုပါပဲဟေးမင်းသားအကားလေးလိုက်မင်းသားတစ်မျိုးလေးပြောင်းပြီဟောဒါမင်းမလို့ပြောဒီတိုင်းပဲအိမ်မှာတိုက်ထားတာ2လလောက်တိုက်ထားတာနော်
မင်းသားကနေရလားဖားခုံနေရလားကိုမသိဘူးကဲမင်းသားတကယ်ပါကျွန်တော်ပြောတဲ့၃မျိုးလုံးကိုမင်းသားပိုင်ပိုင်နိုင်နိုင်လှုပ်သွားတယ်တကယ်ကျွန်တော်သဘောကျပါတယ်ဒါပေမဲ့မင်းသားကျွန်တော်တခုတော့မေးပြရ